မှာဒီတစ်ခါအပြောဆုံးမဲ့မေးရတဲ့ကြာခဲ့တဲ့ချို့တော့မယ်မင်းနဲ့အတူတူနေရာဆုံးအောင်ရှောက်လေခြင်းတဲ့ဒီနေ့ပြောင်းခွေးစိတ်ကူးလို့ဒီဘဝမဲ့လက်ထပ်ဖို့ရင်တွေ့နေတာလေဘာဝင်လာလာလာtonight my god 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 ဘာဝင်လာလာလာ tonight my god 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 ချစ်ပါဝင်လာလာလာ